အားလုံးမင်္ဂလာပါကျွန်တော်ကိုရဲပါကျွန်တော်ဒီ Pro H ကနေထုတ်ထားတဲ့ဒီ software တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် user guide လေးတစ်ခုလုပ်ပေးဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Pro H ကဘာ product တွေထုတ်ထားလဲပြီးတော့ဒီတစ်ခုချင်းစီရဲ့အသုံးပြုပုံအသုံးပြုနည်းလေးတွေကိုကျွန်တော်ဗီဒီယိုလေးတွေနဲ့ဒီ feature လိုက် module လိုက်လေးကိုကျွန်တော်ရှင်းပြပေးသွားပါမယ်ဗျအဲ့တော့ပထမဆုံးကျွန်တော်တို့ Pro H မှာဒီ product အနေနဲ့ပေါ့နော်ကျွန်တော် service အနေနဲ့ service product တွေအနေနဲ့ပေါ့ဒီ customer တွေကိုဝန်ဆောင်မှုပေးနေတဲ့အရာ၃ခုရှိတယ်ပေါ့ပထမတစ်ခုကကြတော့ Pro POS ပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ Pro Clinic ရှိမယ်နောက်တစ်ခုကကြတော့ Pro Car ပေါ့အဲ့တော့ကျွန်တော်တို့ဒီ Pro POS ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါပထမဆုံးစပြီးတော့ဒီ customer တွေဝန်ဆောင်မှုပေးခဲ့တဲ့ဟာပေါ့ကျွန်တော်2018 19လောက်တည်းစပြီးတော့ဝန်ဆောင်မှုပေးလာခဲ့တဲ့ကောင်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီကိုဗစ်ကာလမှာဒီ Pro Clinic ဆိုပြီးတော့ဒါဆေးဆိုင်တွေဆေးကန်းတွေအတွက်ကိုကျွန်တော်တို့ဥတည်ပြီးတော့ဒီဝန်ဆောင်မှုပေးခဲ့တဲ့ software တစ်ခုရှိတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့တိတ်မကြသေးခင်ပေါ့နော်2နှစ်လောက်ပဲရှိပါသေးတယ်အဲ့ကောင်ကတော့ Pro Car ပေါ့ Pro Car ကကြတော့ကျွန်တော်တို့ကားနဲ့ပတ်သက်တဲ့ဒီစီးပွားရေးလုပ်ငန်းတွေအဓိကတော့ car workshop တွေ car spa တွေဒီ car accessory ပစ္စည်းရောင်းတဲ့ဆိုင်တွေဒီကားနဲ့ပတ်သက်ပြီးတော့တင်တဲ့ပို့ချနေတဲ့တင်တဲ့ကြောင်းတွေပေါ့အဲ့လိုဟာတွေအတွက်သုံးဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီထုတ်လုပ်ထားတဲ့ဒီ product တစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ဒီ Pro H မှာကျွန်တော်တို့ဒီအဓိကပေါ့ဒီ subscription အနေနဲ့သုံးလို့လည်းရတယ်နောက် customize တွေလုပ်ချင်တယ်လုပ်လို့ရတယ်ဒီ product 3ခုဖြစ်တဲ့ဒီ Pro POS က Pro Clinic က Pro Car ရပေါ့ဒီတစ်ခုချင်းစီရဲ့ကျွန်တော်တို့ဒီအသုံးပြုနည်းလေးရောပေါ့နော်ကျွန်တော်ဒီuser guide အနေ user guide သဘောမျိုးလေးလုပ်ပြီးတော့ဒီသက်ဆိုင်ရာဒီ module လိုက် feature လိုက်ပေါ့နော်တစ်ခုချင်းစီကိုကျွန်တော်အပိုင်းပိုင်းလေးခွဲပြီးတော့video user guide လေးလုပ်ပေးပါမယ်ခင်ဗျပထမဆုံးဒီ Pro POS ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာအတွက်သုံးလို့ရလဲဆိုလို့ရှိရင်သူကအဓိကတော့ဒီ general store တွေအကုန်လုံးသုံးလို့ရတယ်ပေါ့နော်အဓိကကျွန်တော်တို့ဒီစားသောက်ဆိုင်တွေပဲဖြစ်ဖြစ်ဒီ accessory ပစ္စည်းရောင်းတဲ့ဆိုင်တွေတို့ဒီပုံမှန်ကုန်စုံဆိုင်တွေတို့coffee shop တွေတို့ပြီးရင်ကျွန်တော်တို့ဒီဖုန်းဆိုင်တို့မျိုးစုံပေါ့နော်ဒါပုံမှန်ဒီအယောင်းဝယ်ရှိတဲ့ဘယ်လုပ်ငန်းမဆိုသုံးလို့အဆင်ပြေအောင်ကျွန်တော်လုပ်ထားပေးတဲ့ဟာမျိုးပေါ့ Pro POS ကကြတော့Pro Clinic ကကြတော့သူကနည်းနည်းလေးပို့ပြီးတော့ဒီ medical ဘိုင်းကိုသူကသွားတဲ့ product မျိုးပေါ့Pro Clinic ကကြတော့ဒီကကျွန်တော်တို့ဒီဆေးဆိုင်တွေဆေးကန်းတွေပြီးရင်ကျွန်တော်တို့ဆေးရုံတွေနောက်တစ်ခုကကြတော့ဒီ cosmetic shop တွေပေါ့အဲ့လိုဟာမျိုးတွေမှာသူကအဓိကအဲ့ဒီလုပ်ငန်းတွေအတွက်ကိုကျွန်တော်အဓိကထားပြီးတော့ဝန်ဆောင်မှုပေးတဲ့ကောင်ပေါ့Pro Car ကတော့ကျွန်တော်တို့ဒါကားနဲ့ပတ်သက်တဲ့စီးပွားရေးပေါ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲဒီကားနဲ့ပတ်သက်ပြီးတော့ဒီအလုပ်လုပ်နေတဲ့ဒီစီးပွားရေးလုပ်ငန်းတွေကိုရည်ရွယ်ပြီးတော့ဒါ Pro Car ကိုကျွန်တော်ဒီထုတ်လုပ်ထားခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့အဓိက main feature တွေဒီ main product အနေနဲ့ကျွန်တော်တို့ Pro H ကနေပြီးတော့မှဒီ3ခုကိုဒီဝန်ဆောင်မှုပေးနေတယ်ပေါ့အဲ့တော့ကျွန်တော်တစ်ခုချင်းစီကိုဒီ video user guide ပုံစံမျိုးလေးပေါ့အဓိကကတော့ကျွန်တော်တို့သုံးတဲ့သူတွေဒီအဆင်ပြေအောင်ပေါ့အဓိကဒီ software သုံးပုံသုံးပြုနည်းတွေကိုကျွန်တော်တို့ဒီ video guide လေးကိုကြည့်ပြီးတော့ကိုယ်တိုင်လိုက်လို့ရအောင်အဆင်ပြေအောင်အဲ့ဒါလေးအတွက်ကိုကြည့်ရပြီးတော့ကျွန်တော်ဒီ user guide လေးလုပ်ပေးဖို့အတွက်ဒါမိတ်ဆက်သဘောမျိုးလေးကျွန်တော်တို့ဒီ၃ခုလုံးကို user guide လေးတွေ video user guide လေးတွေလုပ်ပေးပါမယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်